အရှင်မကြီးခွေးစာကျွေးပါတယ်အရှင်မကြီး ပေါင်းလုံးတယ်မင်း အရှင်အမကြီး ပေါင်း အလူအမကြီးငါစားပြီးပြီလေ ရောဟာရောဟာ လောခွေးခေါ်ဖတ်နေဦးဟာ ဘာလို့လဲကျုပ်ခေါ်ထားမယ်လေ ဖတ်ကြည့်မှာလာ ဟုတ်တော့ဘာလုပ်ညာလဲပြီးသေးဘူးလားလို့ဒိဋ္ဌာန်ကြားတာ ဝင်စားသွားဝင်နာသွားလာဒီရေချိုးတော့မယ်နောက်ကျရင်ငါဟိုသွားရမှာလှလေးပါလေးပြင် ဘာပြားလဲလို့အဲ့ဒါပဲလူသားဒါဘာကြီးလဲအတူစင်းလည်းမဟုတ်ဘူးရတယ်ဒါနဲ့ရတယ်လို့လာကြားပြီလားလာခဲ့တော့လားကြားနေပြီဟိုခိုင်းဒီမှာလေလာဒီမှာလာလို့အပြင်မှာထည့်ပေးလိုက်2កောင်3កောင်စားလို့ရအောင်ရံဖြစ်နေလိမ့်မယ်လို့200ခွဲကျွေးလိုက်ဒီမှာလို့ ကိုเจ้าမလား လို့လာ လာဟေးမကြညဘယ်လိုလုပ်နေရလဲဆက်ရှိတယ်လို့ဒီမြန်လုံးလို့ပြောနေလာနေပြီစားမယ်လေကြားတယ်လာသတ်ဟိုဘောက်တယ်သွားတယ် စားလေတိုင်းစား အိုးလာစားလာ မရဲ့လက်ရည်တပြင်းလေးနဲ့နယ်ဖက်ထားတာတွေစားစားလို့ အစိုက်သွားဟိုကောင်မစားဘူးကြံပဲများတယ်ကောင်ဟိုကောင်ပဲများတယ်အကောင်ပဲများတယ်